အာရခတက်တော်ကရခိုင်ပြည်တစ်ပြည်လုံးတိမ့်ပြီးသွားရင်လွတ်လပ်ရေးကြေညာနိုင်လားအာရခတက်တော် AA ကရခိုင်ပြည်တစ်ပြည်လုံးကိုစစ်ရေးအရအပြည့်အဝထိန်းချုပ်နိုင်ခဲ့ရင်လွတ်လပ်ရေးကြေညာဖို့ဖြစ်နိုင်ခြေရှိမရှိနဲ့ပတ်သက်ပြီးလက်ရှိနိုင်ငံရေးအခင်းအကျင်းအရာအချက်၃ချက်သုံးသပ်နိုင်ပါတယ် AA ရဲ့ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က၎င်းတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ဟာ Confederation ဖြစ်တယ်လို့အတိအကျပြောထားမှုပါတယ်ဆိုလိုတာကဝါဒေတာလိုမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးကိုယ်ပိုင်တရားစီရင်ရေးနဲ့ကိုယ်ပိုင်စစ်တပ်ရှိတဲ့တခြားအုပ်ချုပ်ခွင့်ရဒေတာအဆင့်ကိုအနိုင်ဆုံးရည်မှန်းထားတာပါဒါကြောင့်လက်ရှိမှာ AA ဟာလွတ်လပ်ရေးထက်ပုံမမြင်မာတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဦးတည်နေတာတွေ့ရပါတယ်။ရခိုင်တပြည်လုံးကိုသိမ်းပိုက်နိုင်ရင်လွတ်လပ်ရေးကြီးညာဖို့အခြေအနေရှိလာပါလိမ့်မယ်။နိုင်ငံသစ်တစ်ခုဖြစ်ဖို့အတွက်နံပါတ်1အတည်တကျနေထိုင်သူရှိရပါမယ်။နံပါတ်2နယ်မြေသတ်မှတ်ချက်ရှိရပါမယ်။နံပါတ်3ထိရောက်တဲ့အုပ်ချုပ်ရေးရန်ရာရှိရပါမယ်။နံပါတ်4အခြားနိုင်ငံတွေနဲ့ဆက်ဆံရေးထူထောင်နိုင်စွမ်းရှိရပါမယ်။စတဲ့အချက်၄ချက်နဲ့ကန့်ညီဖို့လိုပါတယ်။လွတ်လပ်ရေးကြီးညာရုံနဲ့နိုင်ငံတနိုင်ငံမဖြစ်နိုင်ပါဘူး။အရေးကြီးဆုံးကနိုင်ငံတကာအတိအမှတ်ပြုမှုရရှိဖို့ပဲဖြစ်ပါတယ်။တရုတ်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဟာသူတို့ရဲ့နယ်စပ်မှာနိုင်ငံတစ်ခုပေါ်ပေါက်လာတာကိုလက်ခံဖို့ခဲယဉ်းနိုင်ပြီးဗဟိုအစိုးရနဲ့သာတရားဝင်ဆက်ဆံလိုကြပါလိမ့်မယ်။နိုင်ငံတကာကအတိအမှတ်မပြုရင်ကုန်သွယ်ရေးတန်တမာရေးနဲ့ဗန်လုပ်ငန်းတွေမှာအခက်အခဲကြုံရနိုင်ပြီးကိုဆိုဗိုတို့မဟုတ်ထိုင်ဝမ်တို့လိုနိုင်ငံတစ်ပိုင်းအဆင့်မှာပဲရှိနေနိုင်ပါတယ်။အနည်းချုပ်ပြောရရင် AA ဟာရခိုင်တပြည်လုံးကိုသိမ်းပိုက်ပြီးပါကလွတ်လပ်ရေးကိုကြီးညာလို့ရနိုင်ပေမဲ့နိုင်ငံတကာအတိအမှတ်ပြုမှုမရရှိပဲတိကျရက်တည်ဖို့ခက်ခဲနိုင်တဲ့အတွက်၎င်းတို့ဟာမြန်မာနိုင်ငံအတွင်းမှာပဲအာဏာအရှိဆုံး Confederation ဒေသတစ်ခုအဖြစ်အုပ်ချုပ်ဖို့ပုံမအားတန်နေတာတွေ့ရပါတယ်